แล้วยุงที่รู้สึกขนาดนี้เลยหลบออกมาลูกหลบออกมามีได้ยินไหมเนี่ยลูกเขียนจะล้มแล้วเอาล้มแล้วเอาช็อตแล้วนะนี่ปิดประตูดิเอาแผ่นดินไหวพี่พี่มาดูแทนถล่มถอยมาไกลนะเขารถออกคนหมดแล้วนะยืนเสียเลยต้องมีที่ล้มสักที่แน่เลยแหละดูรถเข็นดิดูเข็นดิไม่ยืนไม่ตกเฮ้ยลงมาแล้วถอยมาไอ้นี่ถอยมาตายแล้วเอาถอยลูกถอยลงโอ้โหกี่คนเนี่ยอยู่ข้างในเนี่ยထိုင်းဒီဗမာလောက်ပို့ပြီးတော့ဟိုနဲ့ငလင်းတန်ကိုတည်တည်ချာချာမခံစားလိုက်ရပါဘူး။တိုးတော်လဲသူ့ရဲ့အထက်မြင့်အဆောက်အဦတွေဟာနောက်နိုင်ငံတွေနဲ့တိုးတက်တဲ့နိုင်ငံတွေကိုမမီဘူးလို့ကျွန်တော်ထင်တယ်။ The number you have dialed ဘာဖြစ်လို့လဲဆိုတော့အခုသူတို့စောင့်နေစားအဆောက်အဦဆိုစောင့်လက်စားအဆောက်အဦဆိုရင်ဒါသူက foundation တွေတည်တည်ချာခိုင်မာနဲ့တက်သွားပြီဖြစ်တယ်။နိုင်ငံရဲ့ဝိတ်တွေပါနေတော့မရှိသေးဘူးပေါ့နော်အဲ့ဒါတွေကပြိုကျစရာအကြောင်းမရှိဘူးလို့ကျွန်တော်ထင်တယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဗာလဲဆိုတော့ဒီပြင်ဟိုအထက်ပြန်ဆောက်မှုတွေမှာလည်းထိခိုက်တာတွေအများကြီးရှိခဲ့တယ်လို့တွေ့ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီဟာတွေကကျွန်တော်တို့ကွန်ဒိုမီနီယမ်ဈေးကွက်ကိုထိခိုက်သွားစေနိုင်တယ်ပေါ့နော်မာပြည်ကလူတွေကတော်တော်များများအဲ့ဒီမှာဝင်ဝယ်နေကြတာတွေရှိတယ်လေအဲ့တော့အဲ့ဒီဟာတွေကအများကြီးပြန်ရောင်းကြမဲ့သဘောတော့ရှိတယ်ဗမာပြည်မှာလည်းဒီလိုပဲအထက်မြင့်အဆောက်အဦတွေတော်တော်များများပြိုကျတယ်ဥပမာအထင်ကြီးကတော့မစိုးရင်ကြောင်းတိုက်ပေါ့ဗျာဒါမစိုးရင်ကြောင်းတိုက်ဆိုရင်ဒါငွေပိုးပြင်းပြင်းနဲ့စောက်ထားရတဲ့ကြောင်းတိုက်တော့ဖြစ်လိမ့်မယ်ဒါပေမဲ့သူ့ဖိန်းသားတိုက်တယ်မပြိုဘဲနဲ့သူပြိုတယ်ဆိုတော့ဘလောက်လှုပ်သွားတယ်လဲစောက်လေးသမားကြီးဘလောက်လှုပ်သွားတယ်လဲဆိုတာကျွန်တော်တို့မပြောတတ်ဘူးဗျာဒါပေမဲ့ဒါမဖြစ်တဲ့ကိစ္စတွေပဲဒီရန်ကုန်မှာလည်းရန်ကုန်မှာလေးဗမာပြည်မှာလည်းအထက်မြင့်အဆောက်အဦတွေဟာရောင်းစည်းကွက်အများကြီးကျသွားနိုင်တယ်လို့ကျွန်တော်ယူဆတယ်ပေါ့